အတိတ်ဘဝကကောင်းငယ်လို့ယခုဘဝမှာကောင်းသည်ယခုဘဝမှာကောင်းမှအနာဂတ်မှာကောင်းသည်အတိတ်ဘဝကဒါနပန်ဒီဘဝမှာစီဝါရေးအစဉ်ပြေတဲ့ဥစ္စာပစ္စည်းပေါ်ကျွယ်ဝတယ်ဒီဘဝမှာဒါနထပ်ပြီးတော့မျိုးစေ့တွေဘုရားသာသနာလို့ခေါ်တဲ့လက်ွက်ကြီးထဲမှာချမယ်ကျင်းမယ်စိုက်မယ်ပြုံးမယ်ဆိုရင်နောက်အနာဂတ်ဘဝသန္တရာမှာလည်းပဲပြိတ္တရဲ့ဥစ္စာပစ္စည်းပေါ်ကျွယ်ဝခြင်းလို့ခေါ်တဲ့အကျိုးတရားရမယ်အဲ့ဒီအကျိုးတရားကိုတရားမင်းကဒီလိုကိုမပေးနဲ့လို့စဉ်ဖြတ်တောင်ဖြတ်လို့ရပါမလားဘယ်သူအကြောင်းနဲ့ဘယ်သူကိုအကြောင်းနဲ့ကိုအကြောင်းကြောင့်ပဲကိုအကျိုးဖြစ်တာသူလဲသူအကြောင်းနဲ့သူအကျိုးကိုလည်းစင်ရခြင်းချမ်းသာခြင်းကံကောင်းခြင်းကံမကောင်းခြင်းအသက်ရှင်ခြင်းအသက်တူခြင်းယောဂကင်းခြင်းယောဂများခြင်းဟာတစုံတစ်ယောက်ကြောင့်လားကိုကြောင့်ဘယ်သူမပြုသဘောပေါက်လားဆိုလိုက်ပါကိုပြုသောကံကိုထံပြန်ကိုသာခံရမယ်ကိုပြုသောကံကိုထံပြန်ကိုသာခံရမယ်ကိုပြုတဲ့ကံတွေပြိတ္တရဲ့ပစုထံပြန်လာမှာတဲ့ကံကလည်းပြိတ္တရဲ့၃မျိုးရှိပါတယ်ကိုနဲ့လှုပ်တော့ကာယကံနှုတ်နဲ့ပြောတော့ဝစီကံစိတ်နဲ့တွေးတော့မနောကံကမ္မနာပါလေအဲ့ဒါကိုလူဘဝမှာလူတိုင်းတွေးကြုံလောက်ကိုင်းဆောင်ရွက်နေတဲ့အလုပ်၃မျိုးကိုနဲ့လှုပ်ခြင်းလုံးမလှုပ်ခြင်းစိတ်နဲ့လှုပ်တယ်စိတ်နဲ့လှုပ်ရင်လှုပ်မလှုပ်ရင်နှုတ်နဲ့လှုပ်တယ်မလှုပ်ဘူးလားအဲ့ဒီအလုပ်ဒီမှာလေကောင်းတယ်လှုပ်တယ်မကောင်းတယ်လှုပ်ဆိုပြီးတော့ပြိတ္တရဲ့အလုပ်နှမျိုးရှိပါတဲ့ဒါကြောင့်မလို့အဲ့ဒီအလုပ်နှမျိုးကိုအခြေခံပြီးတော့ဘဝတွေကပုံစံကွဲသွားတာဟုတ်လားဒီနေ့ပြိတ္တများဒီလောက်များပြတဲ့ပြိတ္တကိုနဲ့အနာကတ်ထိုင်နေတဲ့လူတယောက်နဲ့တယောက်လှည့်ကြည့်လိုက်မလီကြောက်တာဟေးဟုတ်လားလှည့်ကြည့်လိုက်သူ့ပုံကိုပုံတူလားသူ့ဘဝအခြေအနေကိုဘဝအခြေအနေပညာရေးကျမ်းမာရေးမျိုးရိုးနောက်ဆုံးပြိတ္တရဲ့အပေါ်ယံအသားရည်အယောင်တော့ဘာဖြစ်လို့လူဘဝချင်းအတူတူလူသားချင်းအတူတူအချင်းတွေဘာလို့ကြွာတာလဲလုံရက်တွေကြွာခဲ့လို့ဘာတွေကြွာခဲ့လို့လုံရက်ကြွာရင်ရလက်ကြွာမယ်လုံရက်တူမှရလက်တူမယ်ဟုတ်လားဆိုတော့သူ့လုံရက်ကောင်းခြင်းဆိုခြင်းပေါ်မူတည်လို့သူ့ရလက်ကကောင်းခြင်းဆိုခြင်းဖြစ်လာတယ်ဘယ်သူမှပြုတ်ပြင်စီရင်ဖန်ဆင်းအောင်ခွလုပ်ပေးလိုက်တာမဟုတ်ဘူးပြိတ္တမရှိဘူးကိုလည်းပဲကိုလုံးရဲ့ကြောင့်ကိုရလက်တွေရလာတာပြိတ္တရဲ့မလို့ခြင်းမမို့လို့ညှင်းဆန်လို့ရရဲ့လားဒါကြောင့်မလို့ပြောချင်တာကဒွိဇခုတဲ့တဘဝစာပဲကြည်ရမှာလားဘဝတန္တရာအတွက်ကိုကြည်